စိတ်ဓာတ်ကြစရာမလိုဘူးနော်စိတ်ဓာတ်ကြစရာမလိုပါဘူးကိုလုပ်တဲ့ကိုလုပ်ငန်းကိုရှစ်ဆက်သွားဖို့ပဲရှိပါတယ်အားလုံးမင်္ဂလာပါရှင်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းကနေကြိုဆိုလိုက်ပါတယ်ကျမတို့ကဖျောင်းလုပ်ငန်းလုပ်တယ်ဆိုတော့ဖျောင်းနဲ့ပတ်သက်ပြီးတော့ပဲပြောမယ်နော်ဖျောင်းဈေးတွေတက်တယ်ပေါ့နော်တက်တော့လဲဘာဖြစ်လဲရေမြင့်ရင်ကြာမြင့်တာပဲလေဖျောင်းဈေးတက်တော့လဲကိုကလိုက်တက်လိုက်ဖျောင်းဈေးကြတော့လဲကိုကလိုက်ကြလိုက်ပေါ့နော်အဲ့လိုဆိုတော့တချို့ကလေဖျောင်းဈေးတက်လို့ဘာလို့ရမှန်းလည်းမသိဘူးအဲ့လိုဖြစ်နေတာပေါ့နော်ဘာမှမဖြစ်ကိုလှုပ်เสียရှိတာကိုကိုယ့်ဘက်သားကိုရှစ်ဆက်ပြီးလှုပ်ပါနော်ရှစ်ဆက်ပြီးလှုပ်ပါဆက်ပြီးလှုပ်ပါပေါ့နော်အဲ့ဒါလေးအကြံပေးခြင်းတယ်နောက်တစ်ခုကကြတော့လေကျမတို့ဒီသတင်းကြွတုံးကဆိုလို့ရှိရင်ဖျောင်းတွေကလေ၄သိန်းကျော်ပေါ့နော်ကုန်ညမ်းတအိတ်ကို၄သိန်းကျော်အထိဖြစ်သွားတယ်ပေါ့အေး၄သိန်းကျော်ထားလိုက်ပါ၄သိန်းကျော်၅သိန်းအဲ့လောက်ထိပေါ့နော်အဲ့လောက်ထိဖြစ်သွားတယ်ပြီးတော့လေကျမတို့ဒီသုံးလက်မခွဲ site ဆိုလို့ရှိရင်2000ကျော်အထိတောင်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားလဲသူ့ဟာနဲ့သူတော့ရောင်းနေရပါတယ်ရှင်ဘာလို့လဲဆိုတော့တချို့လူတွေကကြတော့အမြဲတမ်းဒီဘယ်လိုပြောမလဲဖျောင်းကိုအသုံးပြုနေကြတဲ့သူတွေတော်တော်များများရှိတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်ဓာတ်မကျနဲ့နောက်ဆုတ်เสียလည်းမလိုဘူးကိုသွားတဲ့လမ်းကြောင်းကိုဖြည်းဖြည်းလေးနဲ့မမှန်လေးသွားနော်ဖြည်းဖြည်းနဲ့မမှန်လေးသွားပန်းတိုင်ကိုရောက်ပါလိမ့်မယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါလေးပြောချင်လို့ပါနော်လိုက်ရန် share လေးလုပ်ပေးကြပါအောင်ရှင်